အကြမ်းဖက်မရောက်နိုင်ကိုသမရအဖြစ်အတိမတ်ပြုပြီးစစ်တပ်၏ငြိမ်းချမ်းရေးလမ်းကြောင်းတွင် TNL ကမငင်းဆန်ပဲလိုက်ပါနေမှုများကိုပြသရန်အတွက်နေပြည်တော်ဆွေးနွေးပွဲကန့်သတ်မှတ်တမ်းများကိုစစ်တပ်၏ညွှန်ကြားချက်များဖြင့်တရားဝင်ဖြန့်ဝေနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်လုပ်ပေးသွားပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကိုသမရအဖြစ်အတိမတ်ပြုထားခဲ့ပြီးစစ်ကောင်စီငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် TNL PSLF ပူးပေါင်းပါဝင်နေကြောင်းဖော်ပြထားသည့်နေပြည်တော်ဆွေးနွေးပွဲ၏ကန့်သတ်အဆင့်သတ်မှတ်ထားသောမှတ်တမ်းများကိုစစ်တပ်၏ညွှန်ကြားချက်များဖြင့်ရွေးချက်ရှိတရားဝင်ဖြန့်ဝေလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းများဌာနမှသိရပါဗျ။နေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းဌာန၏အဆိုများအရအဆိုပါမှတ်တမ်းများပေါက်ကြားလာခြင်းမဟုတ်ဘဲ TNL ၏ဆွေးနွေးပြောဆိုချက်များကိုမြို့တော်ရေးတွင်ပါဝင်ပတ်သက်သူများသိရှိစေရန်နှင့် TNL အပေါ်အမြင့်မကြည်လင်စေရန်ရည်ရွယ်ချက်ဖြင့်စစ်တပ်ကနေတမင်ဖြန့်ဝေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပေါက်ကြားတာမဟုတ်ပါဘူး။ဒါတွေကိုဖြန့်ဝေဖို့ညွှန်ကြားတာနဲ့ဖြန့်ဝေတာပါ။မူရင်းဆွေးနွေးမှုမှတ်တမ်းတွေလည်းတမင်ဖြန့်ဝေတာပါလို့နေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းများဌာနမှပြောဆိုခဲ့ပါတယ်။စစ်တပ်ကဖြန့်ဝေထားသည့်ကန့်သတ်ဆွေးနွေးမှတ်တမ်းများအရ TNL ဘက်ကနေနိုင်ငံတော်သမ္မတနှင့်ရက်တရာငြိမ်းချမ်းရေးကြိုးပမ်းမှုအစီအစဉ်များကိုပူးပေါင်းဆောင်ရွက်ခြင်းခေါင်းစဉ်အောက်တွင်2026ခုနှစ်ဧပြီလ15ရက်နေ့၌ပေါ်ပေါက်ခဲ့သောနိုင်ငံတော်သမ္မတဦးဆောင်သည့်အယက်သားဆိုရသည်များကိုကြိုးဆိုပါသည်ဟုဖော်ပြထားပြီးနိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြစ်သာဖြေရှင်းရန်အတွက်တဝန်လောင်များပေးပို့ခဲ့ကြောင်းနှင့်ငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင်လက်တွေ့ပူးပေါင်းဆောင်ရွက်ရန်အတွက်အသင့်ရှိကြောင်းပြောဆိုလာခဲ့ကြောင်းသိရပါသည်။ထို့ပြင် TNL ဘက်ကတောင်ဒေသတွင်တပ်ပွဲများကြောင့်ဆယ်စုနှစ်များစွာစစ်ဘေးခံနေရသဖြင့်ငြိမ်းချမ်းစွာနေထိုင်လိုကြောင်းနန့်ဆန်မိုးမိတ်နမ်တူနှင့်နန့်ခမ်းမြို့နယ်တို့တွင်အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းဒေသခံဖွံ့ဖြိုးရေးကိုအစိုးရသည့်အနေနဲ့အတိမတ်ပြုပေးလိုကြောင်းအတိမတ်ပြုပေးပါကPSLF အနေဖြင့် NDA တို့ကဲ့သို့မဟာမိတ်ဖွဲ့စည်းများနဲ့အတူစစ်ကောင်စီငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပုံမတက်ကြစွာပါဝင်မည်ဖြစ်ကြောင်းဖော်ပြလာခဲ့ပါတယ်။မှတ်တမ်းတွင် TNL ဘက်ကတအောင်းပြည်နယ်ပေါ်ပေါက်ရေးများရည်မှန်းထားတော့လေပြည်ထောင်စုမှာခွဲထွက်မည်မဟုတ်ပဲဖွဲ့စည်းပုံအခြေခံဥပဒေများအရအခြားသောပြည်နယ်များကတန်းတူအုပ်ချုပ်ခွင့်ရရှိရေးကိုသာရည်ရွယ်ထားကြောင်းရေးသားလာခဲ့ပါတယ်။ဟန်လင်းသဘောတူညီချက်များအရအပြစ်ခတ်ရစဲရေးပုံမခိုင်မာလာသည့်နှင့်အမျှTNL ၏မြန်မာတပ်မတော်များကြားယုံကြည်မှုပုံမအားကောင်းလာပြီးတပ်မတော်နှင့်လိုအပ်သလိုတွဲဆုံဆွေးနွေးပြီးအပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းမှတ်တမ်းမှဖော်ပြလာခဲ့ပါတယ်။မိုးကုတ်နှင့်မိုးမိတ်မြို့နယ်တွင်သဘောတူညီချက်များအတိုင်းလွှဲပြောင်းပေးခဲ့ကြောင်းထိန်းချုပ်နယ်မြေကိစ္စများပြစ်ခတ်တိုက်ခိုက်ရစဲရေးနယ်စပ်ဂိတ်စီမံခန့်ခွဲရေးကုန်သွယ်ရေးလမ်းကြောင်းလုံခြုံရေးမြန်မာနှင့်တရုတ်နိုင်ငံတို့၏အကြီးအကဲများကာကွယ်ရေးအွန်လိုင်းလိမ်လည်မှုလောင်ကစားများမူရစ်စေဝါများနှင့်ပြည်ထန်စာလုပ်ငန်းများတိုက်ဖြတ်ရေးတို့တွင်ပူးပေါင်းဆောင်ရွက်နေကြောင်း TNL ဘက်ကပြောဆိုခဲ့ပါတယ်။လူမှုစီးပွားရေးဘဏ္ဍာနှင့်ပတ်သက်ပြီးလာရှိုးမြို့နယ်လျှက်စစ်မီပြန်လည်ရရှိရေးပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းတအောင်းဒေသတွင်စစ်ဘေး COVID-19 နှင့်ဖွံ့ဖြိုးမှုနောက်ကျခြင်းကြောင့်ပြည်သူများဆင်းရဲနှံပါနေကြောင်းကုန်သွယ်ရေးအခက်အခဲများကြောင့်ကုန်စည်နှုန်းများမြင့်တက်နေပြီးဒေသခံဖွံ့ဖြိုးရေးများအတွက်အစိုးရ၏ကိုညီပံ့ပိုးမှုလိုအပ်နေကြောင်းမတမပါရှိခဲ့ပါတယ်စစ်တပ်ကလည်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသများနဲ့ပေးထားပြီးပြည်내သတ်မှတ်ရေးများမှာဖွဲ့စည်းပုံအခြေခံဥပဒေများအရလွတ်တော်၏လုပ်ငန်းစဉ်ဖြစ်ကြောင်းဒေသခံဖွံ့ဖြိုးရေးလုပ်ငန်းများကိုအုပ်ချုပ်ရေးလမ်းကြောင်းမှတဆင့်ဆောင်ရွက်ပေးနေကြောင်းတောင်းပညာရေးစံနာများကိုပညာရေးဝန်ကြီးဌာနတင်ရိုးညွှန်နှံများနဲ့အညီဆောင်ရွက်ပါကတရားဝင်ကြောင်းများဖြင့်အတိမတ်ပြုနိုင်ကြောင်းနဲ့လူဦးရေစရင်ကောက်ယူရာတွင်လည်းပူးပေါင်းဆောင်ရွက်ရအတွက်လိုအပ်ကြောင်းပြန်လည်ဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲများအတွင်းဥက္ကဋ္ဌရာပြေကယခုလိုမျိုးတွေ့ဆုံမှုသည်နေပြည်တော်တွင်ပထမဦးဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်းရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ငြိမ်းချမ်းရေးဒေသခံတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးတို့ကိုဦးတည်ဆွေးနွေးလိုကြောင်းတောင်းဒေသ၏ပညာရေးကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ဖိတ်ကြားခံရသည့်အတွက်ကျေးဇူးတင်ကြောင်းလက်ရှိချိန်တွင်တပ်ပွဲများရပ်တန့်ပြီးပြည်သူများအေးချမ်းမှုများစတင်ရရှိနေပြီဖြစ်ကြောင်းယခုဆွေးနွေးပွဲမှာအပြုသဘောဆောင်သည့်ရလဒ်ထပ်ပေါ်လာနိုင်မည်ဟုယုံကြည်ကြောင်းပြောဆိုလာခဲ့ပါတယ်။